တိုင်းသုံးတဲ့ချိန်မှာဂိမ်းစောတာဖွန်ကြောင်တာလျှော့ပြီးတော့အဆိုကြီးမဲလေးရောင်းပေးကြပါရဲ့မြစ်တာရက်ခံတိုက်တွန်းအပ်ပါသည်ရောင်းတဲ့အခါမှာမင်းဖွာမင်းမေမင်းဖေမင်းအနီလေးမင်းညမလေးမင်းရီစာဟောင်းရီသူ့ကိုမဆိုရောင်းနိုင်ပါတယ်ခမညာအဲ့လိုလောက်ပါဟဲ့ငကြက်ကြီးတက်ပြီပါမဲရောင်းဖို့လိုက်ပြောနေတော့ငကြက်ကြီးတက်တာလေဟာဟိုကဖုံမဲကြောင်မလဲဘလို့စော်ရတော့မဟုတ်မဲရောင်းဖုံမဲကြောင်မနေနဲ့မဲရောင်းဖုံမဲကြောင်မနေနဲ့မဲရောင်းသူရင်းမှုလည်းမဲရောင်းရမှာပါရဲဘော်တယောက်ကို9000ရောင်းပေးရမှာဖြစ်ပါရဲ့သူရင်းမှုလည်းပါပါရဲ့ရောင်းမကုန်ရင်ကျွင်းတွေတူးဖို့အများကြီးရှိပါသေးတယ်ခင်ဗျာအဲ့ဆိုကြီးမက်တစ်ဟာလိုင်း3ချိန်မှာကောင်းလေးတွေလိုက်ကြည့်ရင်ကောင်းလေးတွေအသေးပေးခြင်းများကိုလျှော့ပြီးတော့ထီမဲရောင်းပေးကြပါရင်လာရောက်နှိုးစော်တိုက်တွန်းခြင်းဖြစ်ပါတယ်မဲရောင်းခိုင်းမလို့မိုက်တဲ့ကောင်ဖုံးဝယ်ပေးမဲရောင်းပါဗျာဖုံးဝယ်ပေးရမလို့မင်းတို့မဲရောင်းလိုက်ဖုံးမှာပေါက်မှာဆိုင်ကလည်းပါတယ် iPhone လည်းပါတယ်အားရောင်းမလို့မင်းအဲ့လိုလားပြောနေတယ်ကွာဟုတ်ပြီအဲ့ကမင်းမကြီးကိုဖုံးဆက်နော်ဖုံးလေးလမ်းဆက်ပြီးမဲဝယ်ပါဦးအမေညီမလေးကိုလည်းပြောလိုက်အောင်ကိုကြီးကတွေ့ကျင်တယ်ဟုတ်ပါဘူးမဲဝယ်ဦးမလားလို့အဲ့ဒါလေးပဲမေးပေအောင်လိုင်းဖွင့်ချိန်မှာဂိမ်းစော်ခြင်းEAကိုလွမ်းနေခြင်းများအားလျှော့ပြီးတော့အဆိုကြီးမဲကိုမင်းညီမလေးရောမင်းမကြီးရောမင်းမေရောမင်းဖေရောမင်းဘွားကြီးရောတပူမရောသူသားရောမြည်သူ့ကိုမဆိုရောင်းနိုင်ပါနဲ့နော်ရောင်းတဲ့အခါမှာလဲပေါင်မဲများကိုတေချာစနစ်တကျပြောပြီးတော့ရောင်းပေးကြပါမထိုးလို့မပေါက်လို့မထိုးမဖြစ်အောင်မဲများထိုးကြရင်တိုက်တွန်းအပ်ပါတယ်ခင်ဗျာ